ဒီနေ့ကတော့ Team Song နဲ့တည်းက IG ကောင်းတဲ့မြေခွေးတစ်ကောင်အကြောင်းပြောပြပေးပါမယ်။ဒီမြေခွေးကောင်လေးရဲ့နာမည်ကတော့ Miles Brown ပါ။ WhatsApp Island မှာမွေးဖွားခဲ့ပါတယ်။မွေးကလေးကအမင်းတစ်ခုပါလာလားမလို့သူ့ကိုသေးဆိုလည်းခေါ်ရတယ်။စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အရန်တော်တယ်။ပစ္စည်းတွေကိုလည်း T-shirt နဲ့ရှိရဲ။အမင်းတစ်ခွက်ကိုသုံးပြီးတော့ပြန်နိုင်တယ်။သူ့မှာရှိရဲအမင်းတစ်ခုကြောင့်ပဲငယ်စဉ်ကဘူလီလို့ခံရပါတယ်။အမေသူ့ဘွားက Sonic နဲ့တွေ့ပြီးတော့ပြောင်းလဲသွားခဲ့တယ်။ This က Sonic ကို Dr. Eggman က WhatsApp Island မှာ Chaos ML ခုနှစ်ခုကိုစုဆောင်းမှုအစီအစဉ်ရှိတယ်။အဲ့ဒီအစီအစဉ်ကို Sonic ကတားဆီးရရမှာ This ကကူညီပေးခဲ့တယ်။ This က Sonic ကိုအရန်အားကျပြီးတော့ idolize လုပ်တဲ့လူတစ်ယောက်ပါ။ Sonic ကြောင့်ပဲသူကရဲရင်လာခဲ့ပြီးတော့ကိုယ့်ကိုယုံကြည်မှုရှိလာခဲ့ပါတယ်။ Miles Power ဆိုတဲ့နာမည်က Miles Power ဆိုတဲ့အတန်နဲ့ဆင်တူအောင်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Power လို့ခေါ်ရင် character ကို over power ဖြစ်တယ်လို့ဖြစ်သွားမှဆိုတာမလို့ Power ဆိုပြီးတော့နာမည်ပေးခဲ့ပါတယ်။စတင်ရေးဆွဲခဲ့တော့မြေခွေးမဟုတ်ပဲတဲ့တန်နုကီတကောင်ဖြစ်တာရေးဆွဲခဲ့ပါတယ်။သူများအတွက်ဆိုအမြဲကူညီပေးဖို့အစင်းနဲ့ဖြစ်နေတဲ့ကောင်လေးပါ။ Sonic နဲ့မတွေ့ခင်ကဆိုရှက်တက်ပြီးကြောက်တတ်တဲ့ကောင်လေးတကောင်ပါ။ Sonic နဲ့တွေ့မှသာကိုယ့်ပြိုကိုယုံကြည်မှုရှိလာခဲ့တာဖြစ်ပါတယ်။တခြားကောင်လေးလိုရှစ်တက်တိုက်တဲ့သူမဟုတ်ပေမဲ့လို့ This ကတိုက်ရိုက်ခိုက်ရတော့ရှိရဲ့။ Dr. Eggman ရဲ့ robot စစ်တပ်ကိုအချိန်တော်တော်များများအနိုင်ယူခဲ့တယ်။နောက်ပြီးတော့ Kaku Empire နဲ့ Witchcraft အစရှိရာတွေကိုလည်းတကိုယ်တည်းနဲ့အနိုင်ယူခဲ့ပါတယ်။ Sonic, Knuckles, Rock နဲ့ Chaos တို့နဲ့လည်းလက်ရည်တူတိုက်ခိုက်နိုင်တယ်။မွေးရပါအမိနှစ်ပတ်ကိုလည်း Helicopter လက်တံတွေလိုအသုံးပြုပြီးတော့ပြန်နှမ်းနိုင်တယ်။တိုက်ပွဲထဲမှာလည်း Sonic ကိုအမိလိုက်နိုင်လောက်တဲ့အထိမြန်ပါတယ်။တကယ်လို့အမိတွေမရှိရင်တော့ This ကမြန်ပါတယ်။တိုက်ခိုက်တာတဲ့အငြိမ်းယူအားကိုးတဲ့ကောင်မလို့ Genius level ထိညံကောင်းပါတယ်။ Electronic Engineering နဲ့ပတ်သက်ပြီးတော့အတော်လေးကျွမ်းကျင်တယ်။ IG 300ရှိရဲ့ Dr. Eggman လောက်ညံကောင်းပါတယ်။ Paper clip တွေကိုသုံးပြီး TV ကိုတိဆောက်တာပကံစည်းဆက်ပြနဲ့တွားကြားထိုးတာသုံးပြီး super computer တခုကို reprogram လုပ်နိုင်တယ်လို့တောင်ပြောခဲ့ပူပါတယ်။တွားရှို့လို့မရတဲ့ကောင်မှာနိုင်ငံခြားနည်းပညာကိုတောင်နားလည်ဖို့အတွက်အချိန်ခဏပဲလိုအပ်ပါတယ်။တေးစတဲ့တငယ်ချင်းတွေကသူမတီဆောက်နိုင်တာဘာမှမရှိဘူးဆိုပြီးတော့ယုံကြည်ကြတယ်။ Chaos ML ခုနှစ်ခုကိုသုံးလိုက်တဲ့ခါကျတော့ Super T ဆိုရဲ Super State ကိုရောက်ရှိသွားတယ်။အဲ့ခါကျရင်သူကအမိမသုံးမနဲ့တောင်ပြန်နှမ်းနိုင်တယ်။ဖယ်စည်းလို့မရနိုင်တဲ့အထိလဲတန်ပါတော့တယ်။ဒါပေမဲ့ဒီဖုန်းက energy အများကြီးကုန်တာလို့ rain တွေလည်းလိုအပ်တယ်။ Super ML ခုနှစ်ခုလုံးကိုသုံးလိုက်တာနဲ့ This က Hyper T အဖြစ်ပြောင်းလဲသွားတယ်။ Super ML ခုနှစ်ခုဆိုတာ Chaos ML ခုနှစ်ခုကနေပို့ပြီးတော့အစွမ်းထက်လာတဲ့ ML တွေပါ။ Hyper T က Super T တက်ပို့ပြီးတော့အစွမ်းထက်တယ်။အားလက်ချက်တွေအနေနဲ့တော့ T ကစကားများပြီးအားချောင်းတာပါ။နောက်ပြီးတော့မိုးချိန်နဲ့တရေနဲ့အမြင့်တွေကိုလည်းကြောက်ပါတယ်။အမိတစ်ယောက်နဲ့ပြန်နှမ်းနိုင်ပေမဲ့ stamina အရန်ကုန်တာမလို့ပင်ပန်းတယ်။တစ်ခုကိုတည်လာရင်ပို့ပြီးတော့ပင်ပန်းတယ်။ပြန်နှမ်းတာများရင်လည်းပင်ပန်းပြီးတော့မပြန်နိုင်တော့ဘူး။တူးတက်မြန်တဲ့ရန်လူနဲ့ရင်ဆိုင်ရင်အနှဲငယ်ဒုက္ခရောက်ပါတယ်။ This ရဲ့အကြီးမားဆုံးအားနည်းချက်ကတော့မိန်းကလေးတွေဆိုရင်တီးခံတတ်တာပါ။ဒါကြောင့်မလို့လည်းမိန်းကလေးတွေလဲတိုင်းသူအမြဲတမ်းခံရပါတယ်။ဒီနေ့ရတော့ပါပဲဗီဒီယိုလေးတွေပေါ်ကြရင်ငါ subscribe လေးလုပ်ခဲ့ပါအောင်ဗျ။